ဇက်ကောင်မိတ်ဆက်ညအမာဝိုးဟောက်စ်အသက်20နှစ်ရွယ်ချမ်းသာရုပ်ချောလျှော်မြောင်မိမိကိုယုံကြည်မှုကြီးသူရပ်ဖခင်မစ္စတာဝိုးဟောက်စ်အာယုံကျော်လွန်သူအပြောင်းလဲမုန်းသူတမီးကိုအလွန်ချစ်သူရက်မီထေလာအုတ်ထင်းဆရာမနစ်ယင်းနီတော်မိတ်ဆွေအခုမစ္စတာဝက်စရုံနဲ့လက်ထက်သွားပြီနှစ်အဓိကဇလန်စ်ရက်မီထေလာလက်ထက်သွားခြင်းကြောင့်အမာအထီးကျန်ခံစားရရပ်ဖခင်ကအပြောင်းလဲကိုမကြိုက်ရမိထေလာအိမ်ထောင်ပြူတာဝမ်းနေမိညအမာကဖခင်ကိုနှစ်သိမ့်ပြီးအိမ်အောင်ဖက်ရှာပေးခြင်းကသူ့ရဲ့အပျော်ဆုံးလုပ်ဖြစ်ကြောင်းပြော3မစ္စတာနိုင်လီမိတ်ဆက်ညအမာ၏အမြောက်ယာ၏အကိုညအမာရဲ့အပြစ်အနာအစာကိုပြောရတဲ့တူးတဲတော်သူညအမာကကိုရိုင်းမစ္စတာဝက်စရုံနဲ့မိထီလာတို့ကိုအိမ်ထောင်ဖက်တွဲပေးခဲ့တာဟုကုံယူပြောရဲ့မစ္စတာနိုင်လီကကံကောင်းလို့မှတ်မိတာပါကိုအလုပ်ကိုလုပ်ပါဟုပြန်ပြော4နောက်ထပ်အိမ်ထောင်ဖက်ရှာရန်အကြံညအမာကမစ္စတာအေဒန်အတွက်ဇနီးရှာပေးမိဟုပြောရပ်ဖခင်ကမျက်စာဖိတ်စားတာကပိုကောင်းတယ်ဟုအကြံပေးရဲ့မစ္စတာနိုင်လီကအသက်26ခုနှစ်အရွယ်ယောက်ျားဟာကိုဇနီးကိုကိုယ်တိုင်ရွေးနိုင်တယ်ဟုပြောရဲ့မစ္စတာအေဒန်ကိုဇနီးရှာပေးဖို့အမာစတင်ကြံစီမယ်ဂွဟယ်ရီရဲ့ဆမစ်ဆိုတဲ့မင်းကလေးတယောက်ဇလန်းထဲဝင်လာမယ်ညအမာကဟယ်ရီရက်ကိုမစ္စတာအေဒန်နဲ့တွဲပေးဖို့ကြိုးစားမယ်မေးစရာများအမာရဲ့အိမ်ထောင်ဖက်ရှာပေးတဲ့အလေးထက်ကမှန်ကန်သလားနှစ်မစ္စတာနိုင်လီပြောသလိုလူတွေကိုကိုအလုပ်ကိုထားခဲ့တာပိုကောင်းသလား3ဖခင်ဖြစ်သူရဲ့အာယုံကြောလွန်ပြီးအပြောင်းလဲမုန်းတဲ့ဇယိုက်ကအမာပေါ်ဘလို့တက်ရောက်မှုရှိတယ်လဲ4မစ္စတာနိုင်လီနဲ့အမာတို့ရဲ့ဆက်ဆံရေးကဘလို့ပုံစံလဲအခန်းတဲ့အဆက်အီဇာဘဲလာ၏ခင်ပွန်း၏အကိုဖြစ်သူမစ္စတာနိုင်လီဖြစ်သည်သူသည်ဟိုက်ဘာကြီးမှတမိုင်ခန့်ကွာတွင်နေထိုင်ပြီးမကြာခဏအလဲလာတက်ကအမြဲကြိုဆိုခံရသူဖြစ်သည်ထိုအချိန်တွင်လန်ဒန်မြို့ရှိသူတို့နှစ်ဖက်စလုံး၏ဆွေမျိုးတိုင်းဝိုင်းထံမှတိုက်ရိုက်လာသောကြောင့်တာမန်ထက်ပိုလီကြိုဆိုခံရသည်ရဲ့အနေငယ်ပြက်ကွက်ပြီးနောက်ညစာစားရန်နောက်ကျမှပြန်ရောက်ကဗျန်စဝီရင်ပြင်ရှိအားလုံးအဆင်ပြေကြောင်းပြောရန်ဟပ်ဖီးတို့လမ်းလျှောက်လာခဲ့ခြင်းဖြစ်သည်ရင်းသည်ပျော်ရွှင်ဖွယ်ကြောင်းရာတစ်ခုဖြစ်ပြီးမစ္စတာဝိုးဟောက်အကိုခဏတာရွှင်လန်းစေခဲ့သည်မစ္စတာနိုင်လီတွင်ရွှင်လန်းဖွယ်မှုရရှိပြီးရင်းကသူ့ကိုအမြဲတမ်းကောင်းကျိုးပြုသည်စင်းရဲတဲ့အီဇာဘဲလာနှင့်သူမိကလေးများအကြောင်းမေးခွန်းများစွာကိုလည်းဂျင်းနှက်ဖွယ်ကောင်းဆုံးဖြေကြားခဲ့သည်ဤအကြောင်းရပြီးသောအခါမစ္စတာဝိုးဟောက်ကကျေးဇူးတင်စွာဖြင့်မစ္စတာနိုင်လီဒီအချိန်နောက်ကျမှကျွန်တော်တို့ကိုလာရောက်တွေ့ဆုံတာအရန်ကျင်နာပါတယ်ခင်ဗျားရဲ့လမ်းလျှောက်ခီးဟာတိတ်ဆိုးရွားခဲ့မယ်လို့ငါစိုးရိမ်မိတယ်ဟုလေ့လာတွေ့ရှိခဲ့သည်လုံးဝမဟုတ်ပါဘူးဆရာအရန်လာပါတယ်လက်ရောင်ညက်ပြီးတော့တိတ်နူးညံ့တာမို့ဆရာမကြီးနားကနေငါပြန်ဆုတ်ရတော့မယ်ဒါပေမဲ့ခင်ဗျားအရန်ဆိုပြီးညစ်ပတ်တာကိုတွေးခဲ့ရမှာပါခင်ဗျားအေးမိမှာစိုးရိမ်နေညစ်ပတ်တာလားဆရာကျွန်တော်ဖိနက်ကိုကြည့်ပါအဆက်တဆက်မှမရှိပါဘူးအဲ့ဒါတော့အန်ဒါစရာပဲဒီမှာမိုးတွေအရန်ရွာလို့မနဲ့စာစားနေတော့မိုးနာရီဝက်လောက်အရန်ပြင်းရွာတယ်မင်္ဂလာဆောင်ကိုရွှေ့ဆိုင်တင်တယ်လို့ငါပြောချင်တယ်စကားမဆက်ခင်ဗျားကိုဝမ်းမြောက်ကြောင်းငါမပြောရသေးဘူးခင်ဗျားတို့နှစ်ယောက်လုံးခံစားနေရတဲ့ဝမ်းမြောက်ပုံကိုငါတိပြီးသားမို့ဂုံပြူစကားနဲ့အလင်းစလိုမလုပ်ခဲ့ဘူးဒါပေမဲ့အားလုံးခံနိုင်ရရှိပြီးဆုံးမယ်လို့မျှော်လင့်တယ်ခင်ဗျားတို့အားလုံးဘလို့နေခဲ့ကြလဲဘသူအကြီးကျယ်ဆုံးကိုခဲ့လဲစင်းရဲတဲ့မိအထေလာဝမ်းနေစရာကိစ္စကြီးပဲစင်းရဲတဲ့မစ္စရာနဲ့မစ္စဝိုးဟောက်စ်လို့ပြောပါခင်ဗျားစိတ်တိုင်းကြဆိုပေမဲ့စင်းရဲတဲ့မိထေလာလို့တော့ငါမပြောနိုင်ဘူးခင်ဗျားနဲ့အမာကိုငါလွန်လေးစားတယ်ဒါပေမဲ့မိခိုချင်းနဲ့လွတ်လပ်ချင်းရဲ့မိကွန်းကိစ္စဆိုရင်တော့ဘာဖြစ်ဖြစ်လူနှစ်ယောက်ကိုကျေနပ်အောင်လုပ်ရတာထက်လူတစ်ယောက်တည်းကိုကျေနပ်အောင်လုပ်ရတာပိုကောင်းတယ်အထူးသဖြင့်အဲ့ဒီနှစ်ယောက်ထဲကတယောက်ကထူးထူးဆန်းဆန်းစိတ်ကူးရင်တက်ပြီးစိတ်ရှုပ်စရာတတဝါဆိုရင်ပေါ့ဟူအမာကရွှွှွရွပြောလိုက်သည်အဖေးစီမှာမရှိရင်ခင်ဗျားတေချာပေါက်ပြောမိမှာအဲ့ဒါခင်ဗျားစိတ်ထဲမှာရှိနေတာကိုငါသိတယ်ငါထင်တာတော့အဲ့ဒါအယမ်းမှန်နဲ့ငါသမီးရဲ့ဟူမစ္စတာဝိုးဟောက်ကတက်ပြင်းချလျက်ပြောသည်ငါဒီတခါတရံအလွန်ထူးဆန်းပြီးဒုက္ခပေးတတ်တယ်လို့ငါကြောက်တယ်အမေတို့အဖေတို့ရေကျွန်တော်ဖေကိုဆိုလိုတယ်လို့ဒါမှမဟုတ်မစ္စတာနိုင်လီကအဖေကိုဆိုလိုတယ်လို့ထင်နေတာလားဘလောက်ကြောက်စရာကောင်းတဲ့စိတ်ကူးလဲအိုဟုတ်ကဲ့ကျွန်တော်ကိုပဲဆိုလိုတာမစ္စတာနိုင်လီကကျွန်တော်ကိုအပြစ်ရှာရတာကြိုက်တယ်လေနောက်ပြောင်ယုံပါအကုန်လုံးနောက်ပြောင်တာပါကျွန်တော်တို့ကြိုက်တဲ့အတိုင်းအချင်းချင်းအမြဲပြောကြတာပါအမှန်စင်စစ်မစ္စတာနိုင်လီဒီအမာဝိုးဟောက်စ်၏အပြစ်အနာအစာများကိုမြင်နိုင်သောလူနှဲငယ်ထဲမှတဦးဖြစ်ပြီးထိုအကြောင်းကိုသူမအားပြောပြဘူးသောတဦးတည်းသောသူလည်းဖြစ်သည်ရင်းဒီအမာကိုယ်တိုင်အတွက်အထူးသဖြင့်နှစ်သက်စရာမဟုတ်တော့လေထိုအခြေအနေမျိုးသူမအားလူတိုင်းကပြီးပြည့်စုံသည်ဟုမထင်ကြခြင်းကိုဖခင်ဖြစ်သူအမှန်တကယ်တန်တရားဝင်သွားလျင်ဖခင်အတွက်အလွန်ဆိုးရွားမိကိုသူမသိရှိသည်အမာကငါဘယ်တော့မှသူ့ကိုချုံမော့ပြောဆိုတာမဟုတ်ဘူးဆိုတာသိတယ်ဟုမစ္စတာနိုင်လီကဆိုသည်ဒါပေမဲ့ငါဘသူ့ကိုမှရည်ညွှန်းပြောဆိုတာမဟုတ်ဘူးမေ့ထေလာသည်လူနှစ်ယောက်ကိုကျေနပ်အောင်လုပ်ရန်အသားကျနေသူပါခုတော့တယောက်တည်းသာကျန်တော့မယ်ဖြစ်နိုင်ချေရဆိုသူမသည်အမျက်ရသူဖြစ်ရမှာပါ
ကောင်းပြီဟုအမာကဒီကိစ္စကိုလွတ်ပေးလိုက်ရန်ဆန္ဒရှိလျက်ပြောသည်ခင်ဗျားမင်္ဂလာဆောင်အကြောင်းကြားချင်တာပေါ့ကျွန်တော်လည်းပြောပြရတာဝမ်းသာပါတယ်ဘာဖြစ်လို့လဲဆိုတော့ငါတို့အားလုံးစက်တရေရှိနေခဲ့ကြတယ်လူတိုင်းအချိန်မှန်ကြတယ်လူတိုင်းအကောင်းဆုံးပုံစံနဲ့ပေါ့မျက်ရည်တစ်ဆက်မှမရှိဘူးမျက်နှာရှည်တာလဲခဲရင်းတယ်အိုမဟုတ်ပါဘူးငါတို့အားလုံးမိုင်ဝက်ပဲကွာတော့မှာမို့နေ့တိုင်းတွေ့ကြမယ်လို့တေချာခဲ့ကြတယ်ချစ်စရာအမာကအရာရာကိုအရန်ကောင်းကောင်းခံနိုင်ရရှိတယ်ဟုသူမီးဖခင်ကပြောသည်ဒါပေမဲ့မစ္စတာနိုင်လီစင်းရဲ့မိထီလာကိုဆုံးရှုံးရတာသူမတကယ်စိတ်မကောင်းဖြစ်တယ်ပြီးတော့သူမထင်တာထက်ပိုလွန်းလိမ့်မယ်လို့ငါတေချာတယ်အမာဒီမျက်ရည်နဲ့အပြုံးကြားနှစ်ခုမြခေါင်းကိုလှည့်လိုက်သည်အမာဒီလိုဖော်မျိုးကိုလွှမ်းမိမှာမဟုတ်ဘူးဆိုတာမဖြစ်နိုင်ဘူးဟုမစ္စတာနိုင်လီကဆိုသည်ကျွန်တော်တို့ဒီလိုထင်နိုင်ရင်သူမကိုအခုလိုမျိုးမကြိုက်ကြဘူးဆရာဒါပေမဲ့သူမသိတယ်ဒီအိမ်အောင်ကမိထီလာအတွက်ဘလောက်အကျိုးရှိတယ်ဆိုတာမိထီလာ၏အသက်အရွယ်မှာကိုပိုင်အိမ်တလုံးနာအခြေကျရခြင်းသည်ဘလောက်လက်ခံနိုင်ဖွယ်ကောင်းသည်ကိုတက်တောင့်တက်တာစာဝတ်နေရေးလုံခြုံရခြင်းသည်သူမအတွက်ဘလောက်အရေးကြီးသည်ကိုသူမသိတယ်ထို့ကြောင့်သူမကိုသူမတိတ်များကြီးမခံစားမိအောင်ဝမ်းနေခြင်းထက်ဝမ်းမြောက်ခြင်းကိုပိုရွေးချယ်နိုင်တဲ့မိထီလာ၏မိဆွေတိုင်းသည်သူမလွန်ပျော်ရွှင်စွာအိမ်ထောင်ကျသွားတာကိုဝမ်းသာရမှာပါပြီးတော့ကျွန်မအတွက်ဝမ်းသာစရာတစ်ခုကိုခင်များမေ့သွားပြီးဟုအမာကဆိုသည်တိတ်ရေးကြီးတဲ့တစ်ခုအဲ့ဒီအိမ်ထောင်ကိုငါကိုယ်တိုင်ဖန်တီးပေးခဲ့တာပါလွန်ခဲ့တဲ့4နှစ်ကတည်းကငါစ조사ခဲ့တာတီလာအခုအကောင့်ထဲပေါ်လာတဲ့လူများကမစ္စတာဝက်ဆရွန်နောက်အိမ်ထောင်ဘယ်တော့မှမပြုတ်နိုင်ဘူးလို့ပြောကြတော့ကငါမှန်ကြောင်းတက်တည်ပြနိုင်ခဲ့တယ်ဒါကကျွန်မအတွက်နှစ်သိမ့်စရာပါပဲမစ္စတာနိုင်လီကသူမစီတို့ခေါင်းခါပြသည်ဖခင်ဖြစ်သူကချစ်စရာကောင်းစွာပြန်ပြောသည်အာငါသမီးရဲ့မင်းအိမ်ထောင်ဖတ်ရှာတာတွေဟောတာတွေမလုပ်ပါနဲ့လို့ဆန္ဒရှိတယ်မင်းပြောသမျှဖြစ်လာတာပဲနောက်ထပ်အိမ်ထောင်ဖတ်တွေမရှာတော့ဖို့ငါတောင်းဆိုချင်တယ်ကိုအတွက်တော့မရှာဘူးလို့ကတိပေးပါတယ်အဖေရဲ့ဒါပေမဲ့တခြားသူတွေအတွက်တော့တေချာပေါက်လို့ရမှာပဲဒါကကဘာမှအပျော်ဆုံးလုပ်ပါဒီလိုအောင်မြင်ပြီးတဲ့နောက်မှာတိလာလူတိုင်းကမစ္စတာဝက်ဆရွန်နောက်အိမ်ထောင်ဘယ်တော့မှမပြုတ်နိုင်ဘူးလို့ပြောခဲ့ကြတာအိုဖျားရည်ဟုတ်ဖူးကာလကြာရှိမူဆိုးဖို့ဖြစ်နေတဲ့မစ္စတာဝက်ဆရွန်များမရှိပဲအလုံးတက်တောင့်တက်တာရှိပုံရတဲ့သူမျိုးရဲကသူ့အလုပ်ဖြစ်ဖြစ်ဒီကသူ့မိတ်ဆွေတွေကြားဖြစ်ဖြစ်အမြဲလုံးများနေတတ်တဲ့သူသွားတိုင်းနေရာတိုင်းမှာကြိုဆိုခံရတဲ့အမြဲရှင်လန်းတဲ့မစ္စတာဝက်ဆရွန်ဟာသူမကြိုက်ရင်တစ်နှစ်မှာတညချင်းတောင်တယောက်တည်းမနေပါဘူးအိုမဟုတ်ပါဘူးမစ္စတာဝက်ဆရွန်တေချာပေါက်နောက်အိမ်ထောင်ဘယ်တော့မှမပြုတ်နိုင်ဘူးအချို့လူတွေကသူ့ဇနီးရဲ့တေခါနီးချိန်ကဂတိတစ်ခုအကြောင်းတောင်ပြောကြပြီးအခြားသူတွေကတော့တားနဲ့ဦးလေးကသူ့ကိုခွင့်မပြုဘူးလို့ပြောကြပါတယ်ဒီကိစ္စနဲ့ပတ်သက်လို့လေးနဲ့နဲ့အနက်တစကားတွေအားလုံးပြောခဲ့ကြပေမဲ့ငါကဘာတစ်ခုမှမယုံခဲ့ဘူးလွန်ခဲ့တဲ့4နှစ်လောက်ကတနေ့မိထီလာနဲ့ကျွန်တော်ပြောဝေလမ်းမှာသူနဲ့ဆုံမိတော့ကမိုးဖွဲကြလို့သူလွန်ရဲရင်စွာပြေးထွက်သွားပြီးလေသမားမစ်ချယ်စီကနေထီးနှစ်ချောင်းငားလာပေးတယ်အဲ့ဒီအချိန်ကလေးကငါစိတ်ချလိုက်တယ်အဲ့ဒီအချိန်ကလေးကအိမ်အောင်ဖက်တွဲပေးဖို့ငါစီစဉ်ခဲ့တာအခုဒီလိုအောင်မြင်မှုမျိုးငါ့ကိုကောင်းချီးပေးပြီးချစ်တဲ့ဖေရဲ့ငါအိမ်အောင်ဖက်ရှာတာရက်လိုက်မယ်လို့မထင်နဲ့တော့မင်းအောင်မြင်မှုနဲ့ဘာကိုဆိုလိုရလဲငါနားမလည်ဘူးဟုမစ္စတာနိုင်လီကဆိုသည်အောင်မြင်မှုဆိုတာစ조사အားထုတ်မှုရှိရတယ်လွန်ခဲ့တဲ့4နှစ်လုံးဒီအိမ်အောင်ဖြစ်မြောက်ဖို့မင်းစ조사နေခဲ့ရဆိုရင်မင်းရဲ့အချိန်ကိုတင့်တော်ပြီးတိမ်မွေ့စွာသုံးခဲ့တာပေါ့တန်မိုးရှိတဲ့ငယ်ရွယ်သောအမျိုးသမီးတို့ဤစိတ်အတွက်တင့်လျော်သောအလုပ်ပဲဒါပေမဲ့မင်းပြောတဲ့အိမ်ထောင်ဖက်တွဲပေးတာဆိုတာမင်းရဲ့အစီအစဉ်ချခြင်းတက်တနေ့အလုံးမရှိတဲ့အချိန်မှာကိုဘာသာမစ္စတာဝက်ဆရွန်မေးထီလာကိုလက်ထက်လိုက်ရင်အရန်ကောင်းမယ်နော်လို့ပြောလိုက်တာပြီးရင်ရဖန်ရန်ခါအဲ့ဒီအတိုင်းပဲကိုဘာသာထက်ပြောနေတာများလားဒါဆိုဘာလို့အောင်မြင်မှုလို့ပြောတာလဲမင်းရဲ့ဂုဏ်ယူစရာကဘာလဲမင်းကံကောင်းလို့မမိတာပေါ့အဲ့ဒါပဲပြောလို့ရတာဒါနဲ့ခင်ဗျားတခါမှကံကောင်းပြီးမမိတဲ့ပျော်ရွှင်မှုနဲ့အောင်ပွဲခံစားမှုကိုမတိဘူးလားခင်ဗျားကိုတနာတယ်ခင်ဗျားပိုတော်တယ်လို့ငါထင်ခဲ့တာအကြောင်းကတော့ဒါကိုမိခိုလိုက်ပါကံကောင်းပြီးမမိတာဟာဘယ်တော့မှကံတရားတသက်မဟုတ်ဘူးအဲ့ဒီမှာတချို့အရေးချင်းအမြဲပါတယ်ပြီးတော့ခင်ဗျားကန့်ကွက်နေတဲ့ငါရဲ့အောင်မြင်မှုဆိုတဲ့စကားလုံးညံ့အတွက်အဲ့ဒီအပေါ်ငါမှလုံးဝအခွင့်အရေးမရှိဘူးလို့ငါမထင်ဘူးခင်ဗျားပုံတပုံနှစ်ပုံဆွဲပြခဲ့တယ်ဒါပေမဲ့တတိယမြောက်တပုံရှိတယ်လို့ငါထင်တယ်ဘာမှမလုပ်ဘူးပဲနဲ့အကုန်လုံးလုပ်တယ်ဆိုရဲကြားတဲ့ကတခုမျိုးပေါ့မစ္စတာဝက်ဆရွန်ရဲ့ဒီကိုလာရောက်ခြင်းကိုငါမအားပေးခဲ့ရင်အားပေးစရာလေးတွေအများကြီးမပေးခဲ့ရင်ကိစ္စသေးသေးလေးတွေအများကြီးမဖြေရှင်းပေးခဲ့ရင်ဒါကဘာမှမဖြစ်နိုင်ဘူးအားလုံးတော့ဖြစ်တာပေါ့ဟပ်ဖီးကိုနားလေအောင်ခင်များတေချာပေါက်တီးရမယ်လို့ငါထင်တယ်ဝက်ဆရွန်လိုဖြောင်းမပွင့်လင်းတဲ့နှလုံးသားရှိသူနဲ့မိထီလာလိုစင်ကျင်တုံတရားရှိတဘာဝကျတဲ့အမျိုးသမီးကိုသူတို့ကိစ္စကိုသူတို့ဘာသာစီမံခန့်ခွဲဖို့ဘေးကင်းစွာထားခဲ့လို့ရတယ်မင်းစော့ဖက်ချင်းကသူတို့ကိုကောင်းကျိုးထက်ကိုထိခိုက်စေနိုင်ခြေပိုများတယ်တခြားသူတွေကိုကောင်းကျိုးပြုနိုင်ရင်အမာကိုဘယ်တော့မှမစင်စားဘူးဟုမစ္စတာဝိုးဟောက်စ်ကတစိတ်တပိုင်းနားလည်လျက်ပြန်ပြောသည်ဒါပေမဲ့ငါသမီးရဲ့နောက်ထပ်အိမ်အောင်ဖက်တွေမရှာတော့ပါနဲ့လို့တောင်းပန်နေအဲ့ဓာတွေကအတိတ်ပဲမရှိရဲ့အရာတွေဖြစ်ပြီးလူဓမိသားစုရဲ့အတိုင်းဝိုင်းကိုဝန်းနေစွာဖျက်ဆီးပစ်တတ်တယ်
နောက်တစ်ခုပဲလေအဖေရဲ့အဲ့တန်အတွက်ပါဆင်းရဲတဲ့မစ္စရာအဲ့တန်အဖေမစ္စရာအဲ့တန်ကိုကြိုက်တယ်မဟုတ်လားသူ့အတွက်ဇနီးတူရှာပေးဖို့ငါရှာရတော့မယ်ဟိုက်ပါကြီးမှာသူနဲ့ထိုက်တန်သူဘယ်သူမှမရှိဘူးပြီးတော့သူဒီမှာတစ်နှစ်လုံးနေပြီးသူ့အိမ်ကိုအရန်တက်တောင့်တက်တာဖြစ်အောင်ပြင်ဆင်ထားတယ်သူ့ကိုလူပြိုကြီးအဖြစ်ကြာရှိထားရတာရှက်စရာကြီးပဲဒီနေ့သူတို့လက်ထက်ပွဲမှာလက်ဆွဲကမ်းပေးနေတော့သူ့အတွက်လည်းအဲ့ဒီလိုမျိုးကောင်းမှုပြုပေးစေခြင်းပုံအရန်ဖြစ်နေရဲ့လို့ငါထင်မိတယ်သူ့အတွက်ပေါ့ငါမစ္စရာအဲ့တန်ကိုတိတ်ကောင်းတယ်လို့ထင်မိတယ်ဒါကသူ့ကိုကျေးဇူးပြုနိုင်မဲ့တခုတည်းသောနေလန်းပဲမစ္စတာအေဒန်ဟာတေချာပါတယ်အရန်ချုံမောတဲ့လူငယ်တယောက်အရန်ကောင်းတဲ့လူငယ်တယောက်ပါငါလဲသူ့ကိုအလွန်လေးစားတယ်ဒါပေမဲ့မင်းသူ့ကိုတစုံတစ်ခုကျင်နာမှုပြချင်နေဆိုရင်ငါသမီးရဲ့ဒီနေ့ကြရင်သူ့ကိုလာပြီးမျက်စာစားဖို့ဖိတ်ခေါ်ပါအဲ့ဒါကပိုကောင်းတဲ့အရာတစ်ခုဖြစ်လိမ့်မယ်မစ္စတာနိုင်လီလဲသူနဲ့တွေ့ဖို့ကျင်နာစွာလာမယ်လို့ငါယုံကြည်တယ်အလွန်ဝမ်းသာစွာဖြစ်ပါဆရာပဲချိန်မဆိုရပါတယ်ဟူမစ္စတာနိုင်လီကရေရင်ပြောသည်ပြီးတော့ဆရာနဲ့လုံးဝသဘောတူပါတယ်အဲ့ဒါကပိုကောင်းတဲ့အရာတစ်ခုဖြစ်လိမ့်မယ်လို့အမာသူ့ကိုညက်စာစားဖိတ်ပါအကောင်းဆုံးကားနဲ့စက်သားကိုကျွေးပါဒါပေမဲ့သူ့ဇနီးကိုတော့သူ့ဘာသာရွေးခွင့်ထားခဲ့ပါဒါကိုအားကိုးလိုက်ပါအသက်60သို့မဟုတ်90ရွယ်ယောက်ျားတစ်ယောက်ဟာကိုပြုစုဆောင်ရှောက်နိုင်စွမ်းရှိတယ်ဒီနေ့အတွက်တော့ဒီလောက်ပါပဲအားလုံးပျော်ရွှင်ကြပါစေနောက်မှထပ်ဆောင်ကြမယ်